nhà đấy thằng con cho vi số đối xin nắp gì cả nắp đi bên mà đi ha nhớ sắp ra xí giáo xí là cha vậy này cả tí lô để sanh ra đi nè mấy con mấy cha làဖြစ်đi vậy mà số gìလူသားတွေချိန်ပေးရတဲ့အတွက်ကြောင့်နတ်တွေဟာလူပြည်ကိုဆင်းလာနိုင်ခြင်းမရှိဘူးလူသားတိတ်ဆိတ်လို့ရတဲ့ကောင်ကြော်ပြီးဆိုရင်နတ်တွေဟာခွင့်ရရပြီးရှုတည်းရဲ့မြတ်စွာဘုရားရှေ့မှာဘွားကနဲ့ပေါ်လာကြပြီသူတို့သိလို့တဲ့မိကောနေမေးကြတာဖြစ်တယ်နတ်တွေပဲဖြစ်ဖြစ်မြမာတွေပဲဖြစ်ဖြစ်လူကုန်လူလောကနဲ့ဆက်ဆက်ပြီးတော့နေကြတာသူတို့ဘဝတွေကဘလို့ဆက်ဆက်တာတော့ဆိုလူဘဝမှာကုသိုလ်ကောင်းမှုလုပ်ကြတဲ့ပုဂ္ဂိုလ်တွေကနတ်ပြည်ရောက်ကြတာတိရစ္ဆာန်ကနတ်ပြည်ရောက်တယ်ဆိုတော့မရှိဘူးတော့မဟုတ်ရှိအလွန်ရှားတယ်ပေါ့နော်အဲ့တော့နတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေဟာလူပြည်မှာအခြေခံပြီးတော့နတ်ပြည်ရောက်သွားကြတာဖြစ်တော့ကြောင့်လူဘုံနဲ့နတ်ဘုံဟာဆက်သက်မှုတွေကြီးမားတယ်လို့ပြောလူဘုံတော်ကကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်ပြမပြည်ရောက်တယ်။သမန္ဒါနကောင်းမှုတို့သီလကောင်းမှုတို့လုပ်တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်မှာဖြစ်နိုင်ကြတယ်။ဒါနသီလတဲ့ပိုလွန်ပြီးတပ္ပထကျင့်စဉ်ကိုအောင်မြင်မြင်ကျင့်လို့ဇန်တရားရသွားပြီဆိုရင်ပြမဘုံထီအောင်တက်လှမ်းသွားကြတာ။ဒါလည်းလူပြည်ကသွားတာပဲဖြစ်တယ်ပေါ့။ဒါကြောင့်လူဘုံနဲ့ဘုံပြမဘုံဆိုတာအကြောင်းအကျိုးအဖြစ်ဆက်ဆက်နေကြဥပမာမဲ့မြန်မာလူမျိုးတွေကနိုင်ငံခြားသွားပြီးလှုပ်လို့ကြတယ်ကိုယ်စာတိပြည်ဖြစ်တဲ့မြန်မာပြည်ကိုပြန်ပြီးတော့တတိယချမှာပဲပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မြန်မာပြည်ကိုအခြေခံပြီးတော့နိုင်ငံခြားမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိသလိုနိုင်ငံခြားမှာအခြေခံပြီးတော့မြန်မာပြည်မှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိကိုယ်ရှင်ပြည်တဲ့ဘဝကိုယ်အခြေပြုခဲ့တဲ့ဘဝပြန်လည်ဆက်သက်မှုဆိုတာထုံးတဲ့ဆင်လာတစ်ခုလိုပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့နတ်တွေဟာဖျားပွင့်လာတဲ့အခါမှာသူတို့အတွက်ကောင်းကျိုးချမ်းသာရဖို့ဆိုလူတွေတဲ့ပိုအာရုံစိုက်တယ်လို့ပြောရမှာဖြစ်တယ်လူတွေကတော့ဒုက္ခဒုက္ခချမ်းသာလိုက်ဆင်းရဲလိုက်တဲ့လူဘဝဟာဆင်ပြေလိုက်မပြေလိုက်တဲ့ဘဝမှာဒီလိုနေကြတာအစင်တစိုက်အစင်ပြေနေတယ်ဆိုတော့မရှိကြဘူးပေါ့နတ်တွေကြတော့ဒီလိုမဟုတ်ဘူးသူတို့ကချမ်းသာဒုက္ခများတဲ့ပုံဖြစ်လာသည့်အတွက်ကြောင့်ကုသကံရဲ့အကျိုးတရားကိုသူတို့ကပိုးပြီးတော့ခံစားကြတယ်နတ်တွေရဲ့ဘုံကိုနတ်လောကနတ်တွေရဲ့အခြေအနေကိုမြတ်စွာဘုရားကမ္မဖလူပစီဝီကံတရားကိုမှီပြီးတော့သက်ရှင်တဲ့သဘောမျိုးလို့ဒီလိုဟောတာနော်လုံလဝိရိယထုတ်ပြီးတော့သူတို့ဟာစာဝတ်နေရေးအတွက်ကြိုးစားကြတာမဟုတ်ဘူးကံကောင်းရင်ကောင်းတယ်လို့ဆိုတာကျိုးစီးပွားကိုခံစားကြလူတွေကြတော့အဲ့လိုမဟုတ်ဘူးကံကြီးရုံးမဲ့ဖွဲ့လို့မရဘူးလူတွေကြတော့ကျိုးပန်းအထုံးမှုနဲ့ပေါင်းဆက်ရတယ်ကံကောင်းလို့ရတယ်ဆိုတာတော့မွေးရတဲ့တထေးအိမ်ဖြစ်တဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့နော်အဲ့လိုပုဂ္ဂိုလ်မျိုးကြတော့ကံကောင်းတယ်လို့ပြောသို့သောကိုယ်ကိုယ်တိုင်ကြိုးစားအထုခြင်းဖြင့်လူဘဝမှာချမ်းသာကြွယ်ဝသွားကြတဲ့ပုဂ္ဂိုလ်တွေရှိတော့လူတွေရဲ့ပုံဘဝကိုမြတ်စွာဘုရားကဥဋ္ဌာဏဖလူပစီဝီဥဋ္ဌာဏဖလဆိုတာဥဋ္ဌာဏဆိုတာလုံလဝိရိယတက်တက်ကြွကြွကြိုးစားအထောက်တဲ့ဖလကအကျိုးတရားဥပဇီဝီကမိပြုပြီးတော့သက်ရှင်ရတယ်လူဘဝဆိုတာကြိုးစားမှယုံကံမှထက်တန်းရောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အများစုဒီလိုဟောတာအဲ့တော့နတ်တွေကတော့ကံဤကျိုးပို့ပြီးတော့သိကြတယ်ဒါကြောင့်လူဘုံလောကကိုနတ်တွေကအမြဲတမ်းကဲခတ်နေကြတရားမင်းကြီးစီလူလောကရဲ့အခြေအနေတွေကိုဥပုပ်နေတိုင်းလို့အစီရင်ခံစာတက်ကြရတယ်ပေါ့သူတို့မှာနတ်တပင်စီဝေးရောက်တိုင်း
လူပြည်ကလူတွေဟာကုသိုလ်ကောင်းမှုပြုကြရလားဆိုတာကိုအမြဲတမ်းကဲခတ်တယ်သတင်းယူကြတယ်။ဘာကြောင့်သတင်းယူတာတော့လို့ဆိုလူပြည်ကလူတွေကုသိုလ်ကောင်းမှုပြုတဲ့လူတွေများမှနတ်ပြည်မှာစီကားတာဖြစ်တယ်။ကုသိုလ်ကောင်းမှုမပြုကြဘူးလူတွေကမိမိလျော့ရော့ဒုစရိုက်တွေလွှမ်းမိုးနေပြီဆိုရင်နတ်ပြည်ကတဖြည်းဖြည်းခြောက်ကပ်သွားသလိုနတ်ဥယျာဉ်ရောပါပြီးဘယ်သွားစီးနေတော့ဆိုအပယ်လေးပုံသွားစီးစဉ်းစားကြည့်မယ်ဆိုရင်လူတွေရဲ့လူဥယျာဉ်နတ်တို့ရဲ့နတ်ဥယျာဉ်ပြမတို့ရဲ့ပြမဥယျာဉ်နဲ့တရိစ္ဆာန်ဥယျာဉ်စာတရိစ္ဆာန်ဥယျာဉ်ပူများတယ်အပယ်လေးပုံကတရိစ္ဆာန်ဥယျာဉ်များဘာကြောင့်များတယ်လို့ပြောရမှာပြောနိုင်လို့ဆိုရင်ကြည့်ပေါ့တရားတွေအကုန်လုံးကိုမကြည့်နဲ့ဘူးလူတွေနေစဉ်နဲ့အမျှသိရှိနေကြတယ်ကိုယ်တိုင်တွေ့နေကြတယ်ငါးရကောင်ရဲ့ဝမ်းပိုက်ထဲမှာငါးဥတွေဘယ်လောက်ရှိတယ်ဒါပဲစဉ်းစားကြည့်နော်ငါးရကောင်ရဲ့မွေးဖွားနှုန်းဟာသိမ့်ချီတန်းချီရှိလူတယောက်ရဲ့မွေးဖွားနှုန်းကဘယ်လောက်ရှိနည်းနည်းလေးပဲရှိနော်လူဖြစ်ဖို့ဆိုတာလွန်ခဲအဲ့တော့တိရစ္ဆာန်ဖြစ်ဖို့တွေကအလွန်များဥယျာဉ်ကမနိုင်စားနိုင်လောက်များပြအဲ့ဒါကြောင့်မို့လို့ဒီလူဘဝလူတွေကောင်းစားမှဆိုကိုချင်းတရားရှိပြီးတော့ကိုချင်းသီလမြဲကြပြီတဏှာကောင်းမှုတွေလုံးကြပြီဆိုလို့ရှိရင်လက်ပြည့်နိုင်ရွာတွေမှာစီကားယုံမြမကဘူးပြောမယ်ဆိုလို့ရှိရင်တိုင်းပြည်တစ်ပြည်ဟာစီးပွားရေးနှိမ့်ကျသွားပြီဆိုရင်လူတွေရဲ့အနေအထားတွေကလည်းဆုတ်ဆုတ်ချာချာဖြစ်လာလူတွေရဲ့ပုံပန်းသဏ္ဍာန်ကလည်းတောက်ပြောင်မရှိဘူးညှို့နွမ်းလာတဲ့အနေအထားမျိုးတွေရှိဗမာပြည်မှာပဲတစ်ချိန်လုံးကတွေးကြမှာပေါ့ဘုန်းကြီးတို့တော့သတိထားမိပါနော်ဗမာပြည်စီးပွားတိုးတက်လာပြီဆိုတဲ့ကမြန်မာလူမျိုးတွေရဲ့မျက်နှာတွေကပို့ပြီးတော့ကြည်လင်းလာဝတ်တဲ့ဝတ်တွေတို့နေရာထိုင်တာတွေကပို့ပြီးတော့အဆင့်မြင့်လာတယ်စီးပွားရေးတိုးတက်လာရင်ဒီတိုင်းပဲလေအိမ်တိမ်မှာလည်းကြည့်ပေါ့စီးပွားရေးမကောင်းတဲ့အိမ်ဟာတာယာမှုမရှိဘူးအမေနဲ့အဖေမတည့်ဘူးသားသမီးတွေချင်းချင်းမတည့်ကြဘူးဆင်မပြေကြဘူးတို့စီးပွားတိုးတက်လာပြီဆိုရင်ပျော်ပျော်ရွှင်ရွှင်နဲ့မိသားစုဘဝမှာသုံးနိုင်ဆွဲနိုင်ခုဗမာပြည်ရဲ့အခြေအနေဟာဒီလိုအနေထားမျိုးလို့ဘုန်းကြီးတို့အကဲခတ်မိတယ်ဘယ်လိုကြောင့်အကဲခတ်မိတာတော့ဆိုရင်ဥပမာလေးတစ်ခုပြောပြမယ် holiday ဆိုလို့ရှိရင်အထူးသဖြင့်ရန်ကုန်လူတွေကြည့်ရမှာပေါ့ holiday long term holiday ဆိုရင်ရန်ကုန်လူတွေမြို့ပြင်ထွက်တာholiday တိုးဂိတ်မှာသွားပြီးတော့ပိတ်နေတာတတိကြမှာနော်တတိထားပေးကြမှာအဲ့လိုသွားနိုင်လာနိုင်လဲနိုင်ပတ်နိုင်တယ်ဆိုတာစီးပွားတိုးတက်မှုရဲ့အရေးအယောင်ပဲလို့ပြောလို့ရတယ်။ဟိုနိုင်ငံဒီနိုင်ငံသွားကြတယ်လဲကြတယ်ပတ်ကြတယ်ဆိုတာစီးပွားတိုးတက်မှလုပ်နိုင်။အဲ့လိုမဟုတ်ဘူးစီးပွားရေးအဆင်မပြေဘူးဆိုရင်လူတွေကဟိုဒီသွားနိုင်ရင်လဲပတ်နိုင်ရင်ရှိကြဘူးတနေ့မှချောင်းကုတ်ပြီးတော့နေချာဘလို့ပဲဖြစ်ဖြစ်အချိန်ခါတစ်ခုရလူလောကမှာဘယ်နိုင်ငံပဲဖြစ်ဖြစ်စီးပွားရေးတိုးတက်လာတဲ့အချိန်မှရှိတယ်လို့စီးပွားရေးနှိမ့်ကျသွားတဲ့အချိန်မှရှိလူတိုင်းချမ်းသာတာတော့ပလီနဲ့မှမဖြစ်နိုင်ဘူးအမေရိကန်နိုင်ငံမှာသရောင်းစားမရှိဘူးမဟုတ်ရှိတယ်တိုးတက်တယ်ဆိုတဲ့နိုင်ငံတွေမှာလည်းသရောင်းစားရှိတာတောင်းပုံတောင်းနေတော့ကွာတော့ပေါ့နော်တချင်းလေးဆိုပြီးတောင်းနေတာကြတော့အမေရိကန်သရောင်းစားအဆင့်မြင့်တယ်လို့ဖြစ်အဲ့တော့တောင်းပြီးတော့တောင်းစားကြတာချင်းတော့တူတူပါပဲသို့တော့ဒီလိုလူတိုင်းဟာချမ်းသာမှုရှိကြလားလို့မချမ်းသာအားလုံးတိုင်းပြည်တစ်ပြည်ဟာဘာလဲ infrastructure လို့ခေါ်တယ်လမ်းတွေကောင်းတယ်မီးတွေကောင်းတယ်အခြေခံတွေပေါ့လေလူအားလုံးသုံးသွားလိုက်နိုင်တဲ့အခြေခံတွေအားလုံးတိုးတက်လာတယ်အဲ့ဒါတွေတိုးတက်လာရင်တိုးတက်တယ်လို့ခေါ်လို့ရတယ်။တော့တိုးတက်လာသည့်ခေတ်ကြီးထဲမှာမိသားစုတိုင်းစာဝတ်နေပြည်လဲလားဆိုပဲပြည်လဲမှာတော့တ
ဒါတော့အလုံးပြည်လေဖို့ဆိုတာခက်ခဲတယ်လေလူတွေတယောက်နဲ့တယောက်ကြိုးစားမှုမတူကြအဲ့တော့လူဘဝမှာတော့ကြိုးစားအထောက်မှုတွေအစဉ်ပြေးလာတဲ့အခါမှာជីវတုတက်လာမှုဆိုတဲ့အရေးအယောင်လေးတွေတွေ့လာနတ်ပြည်မှာကျတော့ဘလို့အရေးအယောင်ပေါ်လာတော့ဆိုရင်နတ်ပြည်ရဲ့တိုးတက်မှုကလူပြည်ပေါ်မှာအခြေခံနေတယ်မြတ်စွာဘုရားပွင့်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့သာသနာတော်ကိုဘဝကိုပုံအပ်ပြီးဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဆိုပြီးတရဏဂုံဆောက်တည်ကြတဲ့ပုဂ္ဂိုလ်တွေဘုရားတရားကိုမြတ်မြတ်နုံနုံငါးပါးသီလကိုမြတ်မြတ်နုံနုံကျင့်ကြတယ်ဒါနကောင်းမှုတွေပြုကြတယ်အများပြားကြီးလှူတာမဟုတ်ပေမဲ့ဆုံးလေးတစ်စုံလှူတဲ့ပုဂ္ဂိုလ်လောင်းတဲ့ပုဂ္ဂိုလ်အစဒါနသီလလေးသာသနာ့တွင်မှာလုံးလိုက်ရတဲ့ဒါနသီလအကျိုးနဲ့နတ်ပြည်ရောက်တဲ့အခါကျတော့ဘုံမိမ့်မကြီးကတစ်တစ်လွင်လွင်နဲ့ဟိုတဲ့စားတဲ့အဝတ်အစားတွေကတောက်တောက်ပြောင်းပြောင်းနဲ့ရုပ်ရည်ရူပကာယပို့ပြီးတော့လန်းဆန်းနေတာလို့ဒါမျိုးကသာသနာ့ဘက်မှာနတ်ပြည်ရောက်နေတဲ့နတ်ကဘုံမိမ့်မလည်းဟောင်းနှောင်းနှမ်းအဝတ်အစားတွေကလည်းသိပ်ပြီးမတောက်ပြောင်းဘူးလှပမှုတွေဖြူခုခေတ်ပါနဲ့တူလို့ဆိုလို့ရှိရင်မော်ဒန်အောက်သွားတယ်လို့နေမှာပေါ့နော်အဆောက်အဦတွေရှေးဟောင်းဆောက်ဦးကြီးတွေနဲ့ဆိုမော်ဒန်အောက်နေတယ်လို့နေမှာပေါ့အဝတ်အစားတွေကလည်းရိုးပြီးတော့တောက်တောက်ပြောင်ပြောင်မရှိကြဘူးသာသနာတွင်မှာလူနတ်ဖြစ်သွားတဲ့သာသနာတွင်မှာလူဖြစ်ပြီးဘုရားသာသနာတွင်မှာကုသိုလ်လုပ်သွားလို့နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေကျတော့အလုံးကိုတောက်ပါတယ်တောက်တောက်ပြောင်ပြောင်နေဖြစ်လာကြအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်သုလရထတို့မဟာရထတို့ဆိုရယ်သာသနာတွင်ကနတ်ပြည်ရောက်သွားတဲ့နတ်တွေဟာတရားမင်းနဲ့ရှင်လိုက်ရင်တရားမင်းကနတ်တွေရဲ့အစိုးရတဲ့နတ်တို့ရဲ့ဘယင်ဖြစ်တော်လဲပဲသုလရထမဟာရထဆိုတဲ့နတ်သားတွေဟာသူတို့စီစဉ်ဥစ္စာခန်းခန်းနာနာဘုံမိမ့်မနဲ့ထွက်လာပြီဆိုရင်တရားမင်းရဲ့အယောင်တွေတောင်မိန်သွားတယ်လို့ဖြစ်တယ်မြင်လိုက်ရင်သိတာလေမြင်လိုက်ရင်သိတာတရားကသာသနာ့ဘက်မှာကုသိုလ်ကောင်းမှုလုပ်လာတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့တောက်ပြောင်မှုတစ်လွင်မှုတွေမရှင်းနိုင်အောင်ဖြစ်လာဒါကြောင့်မို့လူပြည်ဆင်းပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တယ်ရှင်မကသဗ္ဗကိုလိန်ပြီးလှည့်ပြားပြီးဆွန်းလောင်းတယ်ဆိုတာအဲ့ဒီဝတ္ထုသူရဲ့စိတ်ခံစားချက်ကအဲ့ဒီလိုဖြစ်သာသနာတွင်ကကုသိုလ်ရှင်တွေရဲ့ဒီတစ်လွင်တောက်ပမှုကိုသာသနာဘာကကုသိုလ်ပြုပြီးနတ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကမရှင်းနိုင်ကြဘူးမရှင်းနိုင်လို့လူပြည်ဆင်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြအဲ့ဒါရိုးရာလို့ဖြစ်လာတယ်ဒါကြောင့်မို့နတ်တွေဟာကုသိုလ်ကောင်းမှုရဲ့အကျိုးကောင်းကောင်းမွန်မွန်သိသည့်အတွက်ကြောင့်လူပြည်ဆင်းပြီးမြတ်စွာဘုရားရှိခိုးဆုံးမစကားတွေကိုယူကြတယ်ဆုံးမစကားတွေယူပြီးသူတို့ကိုယ်တိုင်တော့တချို့ကိစ္စတွေလုံနိုင်စွာတော့မရှိဘူးမလုံနိုင်လူပြည်လူအခွင့်အရေးတွေမရှိဘူးအမှန်တမ်းနဲတဲ့ကုသိုလ်ပြုရမယ်အခွင့်အရေးတွေနဲ့အဲ့တော့လူတွေကတော့အခွင့်အရေးအမှန်တမ်းကောင်းတယ်ဒါနလုံးမလားသီလစောင့်တည်မလားကပ္ပဋ္ဌဘာဝနာပေါ်ပြအထုတ်မလားလူတွေမှာတော့အခွင့်အရေးတွေအလွန်ကောင်းတယ်တတိကလည်းလူတွေကအမှန်တမ်းကောင်းကြနတ်တွေကချမ်းသာလွန်အားကြီးတဲ့အခါတတိမိတ်တယ်တတိမိတ်တယ်ဆိုတာစဉ်းစားကြည့်လေလူတွေလည်း state show ရောက်နေအိမ်ပါဖြစ်နေတော့သိပါတတိရပါဘူးပြောနေတယ်ဆိုရင်လေလက်လေးတွေမြောက်ပြီးခုံပေါက်နေတဲ့အချိန်လေးမှာအိမ်မလွတ်လို့တတိယအဲ့ဒါလို့နတ်တွေကလည်း state show ထဲရောက်နေတယ်လို့ပဲသူတို့ဘဝဟာချမ်းသာလွန်အားကြီးသည့်အတွက်ကြောင့်ဒီကုသကောင်းမှုဘက်မှာမိတ္တရောလေးရှိကြတယ်သို့တော်သူတို့အသိဉာဏ်ထက်ကြတယ်မြတ်စွာဘုရားကနင်းငယ်ဟောလိုက်လို့အသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကနားလည်မှုရှိသွားကြတယ်ဒါကြောင့်အခွင့်အရေးရတယ်ရတကောင်းကြော်ပြီဆိုလို့ရှိရင်နတ်တွေဟာမြတ်စွာဘုရားစီဆင်းလာပြီးမိကုန်းနေမေးချတယ်အခုဒီဝဏ္ဏရောဘသုတ်တံဆိုတာလည်းပဲအဲ့ဒါလို့သူသိကျင်တဲ့မေးခွန်းတွေကလူဘဝနဲ့ဆက်ဆက်တဲ့မေးခွန်းတွေကြီးပဲဘယ်နဲ့ပဲမေးဒီဘက်ကိုဆက်လူတွေနဲ့ဆက်ဘာကြောင့်ဆက်ကုသိုလ်ကောင်းမှုချင်းဆက်နေလို့မေး
ဝဏရောဘသုတ်တံမှာလည်းပဲညတကောင်ရောအချိန်နတ်သားတယောက်မြတ်စွာဘုရားစီရောက်လာပြီးတော့ဒီမေးခွန်းမေးတာကောင်းမှုတွေတိုးပွားတဲ့ထာဝရကုသိုလ်မျိုးတွေကဘာတွေလဲဆိုမေးတဲ့သဘောမျိုးပေါ့နော်အဲ့တော့သူမေးတဲ့မေးခွန်းလေးကိုတည်တည်ချာချာနားထောင်ကြည့်ကေတံဓိဝဆရတ္တောသသထပုံညာပဝတ္တိဓိဝဆိုတာနေ့ရတ္တောဆိုတာညသရပုံညာပဝတ္တိအမြဲတမ်းကုသိုလ်တိုးတယ်နေ့နေ့ညညနေ့ရောညပါလူတယောက်ဟာကုသိုလ်ကောင်းမှုတွေတိုးပွားနေတယ်အဲ့ဒီလိုနေ့နေ့ညညကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေရဲ့အရှိန်ဝါတွေကုသိုလ်တွေဟာထာဝရတိုးတက်နေတယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေရဲ့ကုသိုလ်ကောင်းမှုဟာထာဝရတိုးတက်နေသလဲဒီမိဂုံးလေးကိုသူသိချင်ကုသိုလ်တိုးတာလောကလူတွေဟာစီးစိမ်ဥစ္စာတိုးပွားနေတယ်ဆိုကျင့်တတ်တာပေါ့နော်အများဖြင့်ကျင့်တတ်တယ်နတ်တွေကစီးစိမ်ဥစ္စာတိုးတာကိုမမေးပဲနဲ့ကုသိုလ်တိုးတာဘာကြောင့်မေးသူတို့ရဲ့ဘဝဟာကမ္မဖလူပစီဝိဖြစ်တယ်ကုသိုလ်ကံကိုမှီပြီးတော့အသက်ရှင်ရတော့ကုသိုလ်တရားတွေသူတို့ယင်ထဲမှာနေ့စဉ်တိုးနေတယ်ဆိုရင်သူတို့ဟာအလွန်ကျင့်တတ်ချက်ကောင်းကုသိုလ်တိုးခြင်းသည်သူတို့အတွက်ချမ်းသာဒုက္ခတိုးခြင်းပဲဖြစ်တယ်ဒါကြောင့်ဒီမေကုံမေးတယ်လို့ပြောအောင်ကေတံအဘေပုဂ္ဂိုလ်တို့မှာဒီဝါစရတောစနေမှာပဲဖြစ်စေညမှာပဲဖြစ်စေဝါနေရောညပါသရပုံညာပဝတ္တိအမြဲတမ်းကုသိုလ်ကောင်းမှုတွေတိုးနေပါသလဲအဲ့တော့နေ့ပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်ထာဝရကုသိုလ်ကောင်းမှုတွေတိုးနေအောင်ဘယ်လိုပုဂ္ဂိုလ်တွေကအဲ့ဒီလိုကုသိုလ်တိုးပါသလဲဆိုတာမေးခွန်းတစ်ခုနော်လူတွေကဖန်ကိုပတ်စံအပ်တဲ့အခါကျတော့နေတိုင်းတိုးတာတော့လတိုးတာတော့နော်အတူပိစားတဲ့လူတွေဆိုရင်နိုင်နဲ့တိုးနေတာတော့အဲ့လိုတိုးပိစားတဲ့လူတွေအဲ့တော့ဘယ်တိုးပို့ကြိုက်တယ်ဆိုရင်နိုင်လိုက်တိုးနေပို့ကြိုက်ကြမှာပဲဘယ်လိုပဲဖြစ်ဖြစ်နော်တလားမှာတခါတိုးတာတဲ့နော်နေ့စဉ်တိုးရင်ပို့ကြိုက်နေ့စဉ်တိုးတာတဲ့နေ့တိုင်းတနာရီတခါတိုးနေပို့ကြိုက်10မိနစ်တခါတိုးနေပို့ကြိုက်ကြမှာပဲလေတိုးနေတာကြိုက်အဲ့တော့ကိုယ့်ရင်ထဲနှလုံးထဲမှာတမိုးကြီးမားတဲ့ကုသိုလ်တရားတွေဟာနေ့နေ့ညညထာဝရကုသိုလ်ကောင်းမှုတွေတိုးနေတဲ့ကုသိုလ်မျိုးဘယ်ပုဂ္ဂိုလ်ရဲ့ကုသိုလ်မျိုးဟာထာဝရတိုးနေတဲ့ကုသိုလ်မျိုးဖြစ်ပါသလဲဆိုဒီမေကုံးမေးတာနော်ထာဝရကုသိုလ်ရခြင်းနဲ့ဘယ်ခါပဲဖြစ်ဖြစ်ကုသိုလ်တွေတိုးနေတဲ့ကုသိုလ်မျိုးလုပ်ခြင်းဓမ္မထာသီလတမ္ပန္နာကေသနာတက္ကကာမိနောသူစရိုက်တရားပေါ်မှာကျင့်သုံးပြီးကိုချင်းသီလပြည့်ဝတဲ့ဘယ်လိုပုဂ္ဂိုလ်တွေဟာသိတဲ့အခါမှာနတ်ပြည်ရောက်ကြတာလဲနတ်ပြည်ရောက်ဖို့ဆိုတာတော့ကိုချင်းသီလပြည့်စုံမှုလို့လို့တယ်ဒုစရိုက်တွေရှောင်မှုလို့လို့တယ်ဒုစရိုက်ရှောင်တာကိုချင်းသီလဓမ္မထာတရားဓမ္မပေါ်မှာကျင့်တယ်သို့မဟုတ်ကုသိုလ်တရားပေါ်မှာယက်တည်တယ်သီလသမ္ပန္နကိုချင်းသီလနဲ့ပြည့်စုံကြအဲ့ဒီလိုပြည့်စုံတဲ့ဘယ်ပုဂ္ဂိုလ်တွေဟာနတ်ပြည်ရောက်ပါသလဲသူမေးတဲ့မေးခွန်းလေးကိုစဉ်းစားကြည့်ပေါ့နော်နေရောညပါတိုးနေတဲ့ကုသိုလ်မျိုးကဘာကုသိုလ်လဲလို့ဆိုလို့တယ်ပေါ့ဘယ်ပုဂ္ဂိုလ်ရဲ့ကုသိုလ်ဟာနေရောညပါကုသိုလ်တိုးနေတယ်ဘယ်လိုပုဂ္ဂိုလ်တွေဟာသိတဲ့အခါမှာနတ်ပြည်ရောက်ဖို့သိချတယ်လဲဒီမေးခွန်းမေးတာဒီမေးခွန်းမေးတာသူကနတ်ပြည်ကလာတာဆိုတော့နောက်ထပ်နတ်ပြည်ရောက်ဖို့လူသားတွေဟာဘယ်လိုနေရမလဲဆိုတာဒုတိယလူသားတွေအတွက်ကျိုးပြုတဲ့မေးခွန်းတွေကိုမေးလိုက်တာအဲ့ဒီမှာသူ့ရဲ့မေးခွန်းကိုမြတ်စွာဘုရားဖြေတာကတော့သူကရှင်းရှင်းလေးနော်သူ့ရဲ့မေးခွန်းကိုမြတ်စွာဘုရားဘယ်လိုဖြေတော့ဆိုအာရမရောပဝနရောပရှေစနာတိတုကာရကပပ္ပိသဥဒ္ဒပန္နိသယေတရန္တိဥပတ္တယတေတံဒီဝါစရတောသသရပုညံပဝတ္တိတိုးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ထာဝရကုသိုလ်တွေကိုမြတ်စွာဘုရားထုတ်ပြပြီးဟောတယ်
ကုသိုလ်ဆိုတာမျိုးမျိုးရှိကြတယ်တဲ့ပဲနံပါတ်1ကုသိုလ်6မျိုးကိုဒီမှာရှင်းပြီးတော့ဟောတာနော်ကုသိုလ်တွေစင်ပွားတိုးတက်လာတဲ့ကုသိုလ်6မျိုးကဘာတွေတုံးဆိုနံပါတ်1ကအာရမရောဘအယံသစ်ပင်တွေကိုစိုက်ပျိုးပြီးအများအကျိုးကိုပြုတဲ့ပုဂ္ဂိုလ်မျိုးဒီတော့မှသစ်ပင်ခုတ်တဲ့လူမပါဘူးနော်သစ်ပင်စိုက်တဲ့လူအယံဥယျာဉ်တွေကိုစိုက်ပျိုးပြီးအများကိုအကျိုးပြုပြီးကဘာမြေကြီးဥပေါ်မှာအရေးအာဝါဒတွေနဲ့အကျိုးပြုတဲ့ပုဂ္ဂိုလ်မျိုးတွေအာရမရောဘအာရမဆိုတာခုခေတ်ဆိုရင်ခြံလုပ်ငန်းလို့ဟာမျိုးပေါ့နော်ခြံသစ်ပင်စိုက်တယ်ဥယျာဉ်စိုက်တယ်ရောဘဆိုတာစိုက်ပျိုးတာဥယျာဉ်နေစိုက်ပျိုးတဲ့ပုဂ္ဂိုလ်ကြီးတဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့အဲ့ဒီပုဂ္ဂိုလ်တွေမှာကုသိုလ်တရားနေရောညပါတိုးတက်နေတယ်။အားကြောင့်လို့ဆိုရင်သူကုသိုလ်ကသာဝရကုသိုလ်နေတတိယရင်နေတိုးမှာပဲညတတိယညတိုးဆိုလိုတာဒါသာဝရကုသိုလ်ပျောက်သွားတဲ့ကုသိုလ်မဟုတ်ဘူးလေ။ဥယျာဉ်စိုက်ပျိုးထားတယ်။ဥယျာဉ်စိုက်ပျိုးလိုက်တဲ့ဖြင့်ထိုဥယျာဉ်ကိုမှီပြီးတော့ပထမဆုံးဘသူတွေအကျိုးရတော့ဆိုငှက်ကလေးတွေဒေါ်တရိษံတွေဟာဒီဥယျာဉ်တွေကိုမှီပြုပြီးတော့စားစရာတွေပြည့်ပြည့်ဝရခိုးစားတော့လည်းသွားမကြွေးလေးနဲ့တန်းတယ်အဲ့လိုတစ်ပင်စိုက်ထားလို့ရှိရင်တော့အကျိုးပြုမှသိကြတယ်နော်အဲ့လိုတစ်ပင်စိုက်ပေးထားတဲ့အခါမှာငှက်ကလေးတွေဟာတိရိတ်ခိုးပြီးတော့တစ်ပင်မှာရှိတဲ့အသီးလေးတွေစားပြီးဘလောက်စိတ်ချမ်းသာကြကောင်းသူတို့ဘဝဟာလုံခြုံသွားနောက်တစ်ခါကိုမမြင်ရတဲ့တ attva တွေဟာလည်းပဲတစ်ပင်ရိပ်တွေပါမှီပြီးတော့သူတို့ရဲ့ဘုံမိမ့်မှန်တွေကရှိတစ်ပင်ခုတ်လိုက်လို့ရှိရင်ဘုံမိမ့်မှန်ပြုတ်ကြတာတွေ့တယ်မလားဘောလမြိုင်ဘက်မှာမြေပြိုတာတွေ့တယ်မြေပြိုရင်အိမ်တွေလည်းပါသွားတာအဲ့တော့တစ်ပင်လဲရင်လည်းတစ်ပင်ပေါ်မှာရှိတဲ့ဘုံမိမ့်မှန်တွေပျက်စီးမှာပေါ့ဒါထုံးစံသူတို့ကအားလျော်စွာဒီယောဂဇုဆိုတာတစ်ပင်ကွာကြတက်ထိုင်နေတာမဟုတ်ဘူးပကြီးစရာဆွဲတယ်လို့ဘယ်ကြာကြီးထိုင်နေမှာတော့မြောက်ကြီးလို့နေမှာပေါ့ယောဂဇုတစ်ပင်ကွာကြထိုင်နေရုပ်မြောက်လို့ဖြစ်နေမှာဆိုလိုတာကယောဂဇုမှာဖိမှန်2မျိုးရှိတယ်အမျိုးအစား2ခုရှိတယ်ယောဂဇုရဲ့ဖိမှန်ဟာတစ်ပင်ရဲ့တစ်ခက်ပေါ်မှာတီးနေတဲ့ဖိမှန်မျိုးတစ်ခုတစ်ပင်ဆိုတဲ့ပင်စီပေါ်မှာတီးနေတဲ့ဗိမာန်တစ်ခုနှစ်ခုရှိတယ်။တစ်ခက်ပေါ်မှာတီးတဲ့ဗိမာန်ကိုတာခထဗိမာန်လို့ခေါ်တယ်။တာခါဆိုတစ်ပင်တစ်ခက်တာခထထဆိုတာအဲ့ပေါ်မှာတီးရှိနေတာ။တစ်ခက်ပေါ်၌တီးရှိနေသောဗိမာန်နဲ့နေတဲ့ရုပ်ကစိုးကိုတာခထ။ဟောအဲ့ဒါကြတော့တစ်ကိုင်းခုတ်လိုက်တာနဲ့တစ်ကိုင်းကုံသွားရင်သူ့ဗိမာန်ပျက်စီးသွားတယ်ဒါကြောင့်ဗမာတွေကနတ်နိကိုင်းချန်တယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ကိုပြောတယ်တစ်ကိုင်းကုံအောင်မခုတ်ဘူးတစ်ကိုင်းကုံလို့ရှိရင်သူတို့ဗိမာန်ရပ်တည်နိုင်စွာမရှိတော့ဒီတစ်ပင်မောမြောက်လို့နေတာမဟုတ်ဘူးတစ်ပင်ကိုအကြောင်းပြုပြီးတော့သူတို့ကိုဗိမာန်နေရှိနေတယ်လို့လူတွေလည်းမြေပေါ်နေတယ်ဆိုရင်ပဲမြေပေါ်မှာအိမ်ဆောက်နေကြတာလေမြေကြီးပေါ်တိုင်းအဲ့ထမှာမဟုတ်တာနတ်တွေလည်းပဲတစ်ပင်နဲ့ပတ်သက်ပြီးအဲ့လိုနေတယ်လို့ရုက္ခထဗိမာန်ဆိုတာကြတော့တစ်ပင်ကြီးလဲလိုက်လို့သင်္ကုတ်တူရှိနေသေးတော့သူ့ဘုံမိမမပြတ်သေးဘူးဒါရုက္ခထတစ်ပင်ရှိနေသေးဗျာအမြစ်ပါတူပြစ်မှသူ့သိဘုံမိမဖြစ်တယ်ဒါမို့ယောဂဇော2မျိုးနော်တစ်ခက်တွေကောင်းခုတ်ရင်ယောဂဇောစိတ်ဆိုးတယ်သူ့ဘုံမိမနေပျက်စီးတယ်တချို့ယောဂဇောစိတ်မဆိုးဘူးဘာကြောင့်တော့ဆိုရင်တစ်ပင်ရှိနေသေးရင်သူနေလို့ရနေသေးတယ်သင်္ကုတ်တူရှိနေလို့ရနေသေးတယ်သူ့ဘိမှမပြတ်ဘူးအဲ့တော့ကိုမမြင်ရမဲ့တရားတွေဟာလည်းပဲအခုလိုအယံဥယျာဉ်စိုက်ပျိုးပြီးတော့ထားခြင်းအဖြစ်တရားတွေပေါ်မှာအများကြီးကျိုးပြုသွားဒါကြောင့်ဒီထာဝရကုသိုလ်မျိုးဟာနေတတိယရဲ့နေညတတိယရဲ့ညကုသိုလ်တွေတိုးတယ်အိပ်ပျော်နေရင်လည်းကုသိုလ်တိုးသလားလို့တော့ဒီလိုတော့မဟုတ်ဘူးအိပ်ပျော်နေရင်တော့ပဲကုသိုလ်ရမယ်
ဆိုလိုတာကနေတတိယရင်နေကုသိုလ်ရမယ်ညတတိယရင်ညကိုတိုးမယ်နော်လူကခေါ်နေနေပြီကုသိုလ်တွေတိုးနေတာတော့မဖြစ်ဘူးအဲ့တော့လူကအိပ်ပျော်နေပြီတိုးတာတော့အတိုးပါပဲပတ်စံအတိုးကတော့တိုးတယ်လူအိပ်နေလဲတိုးမှာပဲအဲ့ဒါတော့သူများဆရာပတ်စံချီးထားရင်တော့အဲ့ဒါအတိုးကတက်နေမှာနော်လူအိပ်နေလဲအတိုးကတော့မအိပ်ဘူးလို့ပြောကြတယ်လေဒါကြောင့်အဲ့ဒါမျိုးကတော့တိုးတယ်ကုသိုလ်ကတော့မတိုးဘူးအိမ်နေတော့ကုသိုလ်မတိုးတောင်တွေးမြောင်းတွေတွေးနေလဲကုသိုလ်မတိုးကုသိုလ်တိုးတာဘယ်ချိန်တိုးတာတော့တတိယရင်ဝမ်းသာရင်ကုသိုလ်တိုးတယ်အဲ့တော့ခဏခဏတတိယကိုလောက်တာလေဒီလိုဆိုလို့နော်အဓိပ္ပာယ်အဲ့ဒါလိုအဓိပ္ပာယ်နောက်တစ်ခုကဝဏရောပသစ်ပင်ဆိုင်တယ်သစ်ပင်ဆိုင်တဲ့ကုသိုလ်ဟာလည်းပဲသာဝရကုသိုလ်မျိုးဖြစ်တယ်သစ်ပင်ဖြစ်လာလို့ရှိရင်သစ်ပင်ကောင်းငှက်တစ်တောင်းခိုးဆိုတာမျိုးလို့အများကြီးကိုအကျိုးပြုတာဖြစ်တယ်ကဘာမြေကြီးကိုအေးမြစေပြီးတော့သတ္တဝါတွေကိုအာဟာရနဲ့ပံ့ပိုးထောက်ပံ့ပေးရရောက်တယ်ပေါ့သစ်ပင်ကိုမှီပြီးတော့စားတော့ကြတဲ့သတ္တဝါတွေအများကြီးဟာသစ်ပင်ဆိုင်ပေးလိုက်တဲ့ပုဂ္ဂိုလ်ရဲ့ထောက်ပံ့မှုကြောင့်သူဟာရှင်သန်နိုင်သွားကြတယ်ပေါ့ဒါကြောင့်မို့သစ်ပင်ဆိုင်ပြိုးခြင်းကုသိုလ်ဝဏရောပါလို့ဒီလိုခေါ်တယ်နော်အယံဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့သစ်ပင်ဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့နောက်တစ်ခုကယေဇနာတေတုကာရကတေတုဆိုတာတရားဟိုဘက်ဒီဘက်ချောင်းချားနေတယ်ဟိုဘက်ဒီဘက်သွားဖို့လွယ်ကူအောင်တရားခင်းပေးတော့မဟုတ်မြေရေတော့မရှိဘူးကဘာ6ကဘာရှိနေအဲ6ကဘာနှစ်ခုကိုပေါင်းပြီးတော့ခုတ်ထိတ်တရားလို့ပေါ့ဟိုဘက်ကူလို့ရတယ်ဟာအဲ့ဒီလိုတရားမျိုးပေါင်းကူးတာတွေလုပ်ပြီးတော့လှူတယ်နောက်ကားသွားလို့မရအောင်ခြိုက်ဖြစ်နေတယ်အဲ့နေရာမှာတရားခင်းပေးတယ်ဆိုလိုတာကတော့ဟိုဘက်ဒီဘက်ဒီသွားလို့လာလို့ကုသန်းလို့လွယ်ကူအောင်တရားခင်းပေးတဲ့ကုသိုလ်တေတုကာရကလို့ခေါ်တယ်နော်တေတုလို့တေတုဆိုတာတရားယေဇနာတေတုကာရကတရားခင်းလူကိုတေတုကာရကလို့ခေါ်တယ်သူ့ရဲ့ကုသိုလ်ကတရားခင်းပေးတဲ့ကုသိုလ်ပေါ့တရားခင်းပေးရင်လည်းလူတွေဟာဒီဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ရေးကိုချမ်းသာလွယ်ကူစွာသွားနိုင်အောင်စီမံပေးတာဖြစ်သောကြောင့်အလွယ်တကူဟိုဘက်ဒီဘက်သွားနိုင်ကြသည့်အတွက်ကြောင့်သူ့အတွက်ကလည်းပဲဒီတရားဟာအများကိုအကျိုးပြုတဲ့အရာဖြစ်သည့်အတွက်ကြောင့်တွေးမိတိုင်းဝမ်းသာစရာဖြစ်တယ်ဝမ်းသာတိုင်းဒီကုသိုလ်ဟာလည်းပဲတိုးနေတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဥယျာဉ်စိုက်ပျိုးတဲ့ကုသိုလ်သစ်ပင်စိုက်ပျိုးတဲ့ကုသိုလ်တရားခင်းပေးတဲ့ကုသိုလ်သုံးမျိုးနောက်တစ်ခုကဘာလို့ဆိုပပ္ပင်္စဥဒ္ဒပါနိသရေတရန္တိဥပတ္တယပပ္ပင်္စဆိုတာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကဘာလို့ဆိုရေဦးစင်တဲ့ခုခေတ်တော့ရေဦးစင်ယဉ်ကျေးမှုကပျောက်နေတယ်တော်တော်များများပျောက်သွားပြီတော်ရဒီမှာတော့ရှိရေဦးစင်ယဉ်ကျေးမှုတွေနော်ရေဦးစင်ယဉ်ကျေးမှုခုခေတ်တော့ရေဦးစင်တဲတာနည်းနည်းရှားလိုက်ပေါ့လေရေဦးစင်ယဉ်ကျေးမှုကုသတတ်တဲ့ယောဂဝေဒနာတွေပေါ်တော့လေရေဦးစင်သူတော့ကိုတော့ဆိုခက်တယ်ဒါပေမဲ့တစ်ခါတော့လေးတွေနဲ့လှုပ်ပြီးရင်တော့လည်းအဆင်ပြေပါတယ်သို့မဟုတ်ပါးစပ်နဲ့မတည်ဘဲနဲ့မောပြီးတော့ရေစက်ချတောက်တဲ့နည်းလည်းရှိပါတယ်နော်ဆိုလိုတာခရီးသွားလာတဲ့ပုဂ္ဂိုလ်တွေရေဆံငမ်းမွနေတဲ့နေရာမျိုးတွေမှာသွားလာတဲ့ပုဂ္ဂိုလ်တွေပန်းပြေဖို့တောက်ရည်ကိုတီထားပေးချက်ကုသိုလ်ဟာလည်းပဲသွားလာတဲ့လူတွေကိုပန်းပြေပြီးတော့အဆင်ပြေစေတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်အများကိုအကျိုးပြုတဲ့ပရဟိတလုပ်ငန်းတစ်ခုဖြစ်လို့စိတ်ချမ်းသာစရာကောင်းတဲ့ကုသိုလ်ပဲဘယ်သူရဲ့လို့သတ်မှတ်တာမဟုတ်ဘူးဒီလမ်းကျောကသွားတဲ့ပုဂ္ဂိုလ်တွေမှန်တယ်ဗျဆာလောင်မွတ်သိမ့်လို့ရှင်ရေလေးတောက်ပြီးအားလေးပြေးတဲ့အခါခီးဆက်နိုင်ကြတယ်ပေါ့နော်မြန်မာလူမျိုးတွေရဲ့ရေဦးစင်ကုသိုလ်မျိုးဟာလည်းပဲထာဝရကုသိုလ်လို့ဒီလိုခေါ်တယ်နော်ထာဝရကုသိုလ်ခုခေတ်တော့ခင်ပြီးတော့ရေသားမူလေးတွေထားလို့လည်းရတယ်ပိုက်နဲ့ထားလို့လည်းရတယ်ပိုက်ကလည်းပဲဖွင့်ပြီးတော့တောက်ရတဲ့ပိုက်မျိုးလည်းရှိတယ်အိန္ဒိယနိုင်ငံမှာတော့ဘယ်လို
ထားတော့ဆိုပိုက်ခေါင်းတွေကသူကအပေါ်ကအစွတ်ကလေးနဲ့ထားတာအဲ့ဒီအစွတ်ကလေးကိုမတင်လိုက်မှရေထွက်တာဟိုလှဲ့တဲ့ဟာမဟုတ်ဘူးသူကပိုက်ခေါင်းမှာအစွတ်ကလေးပါတယ်အဲ့ဒါလေးကိုမလိုက်လို့ရှိရင်ရေထွက်သွားအဲ့ကြတော့သူကနွားတွေတောင်တောက်တတ်တယ်နှုတ်သီးနဲ့ထိုးမလိုက်တာအဲ့ဒါပါဇက်တဲ့ရေရောက်သွားဗမာပြည်ကရေအဲ့ရေကောင်းတော့တောက်လို့ရမှာမဟုတ်ဘူးသွားနဲ့ကြိုက်ပြီးတော့လှဲ့မှရမှာဟုတ်ဒီဟာဟိုကတော့မတင်လိုက်တာနဲ့ရေရထွက်လာမြောက်ကလည်းတောက်တတ်တယ်နွားကလည်းတောက်တတ်တယ်အဲ့ဒီရေဥစဉ်မျိုးအဲ့လိုရေဥစဉ်လုပ်ပြီးတော့လှူဒန်းထားတဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်ဖြစ်သည့်အတွက်ကြောင့်လူတို့အကျိုးပြုတဲ့ကုသိုလ်တတိယတိုင်းကုသိုလ်ကောင်းမှုတွေတိုးတက်နေတယ်နောက်တစ်ခုကတော့ဥဒ္ဓပါဏရေတွေတူလောင်ထားတဲ့တွင်းရေတွင်းရေကန်ရေကန်ပဲဖြစ်ဖြစ်ရေတွင်းပဲဖြစ်ဖြစ်ရေရှားတဲ့အရာဒေသတွေမှာအဝီစီတွင်းတူးလှူတာပဲဖြစ်ဖြစ်ရိုးရိုးရေတွင်းတူးတာပဲဖြစ်ဖြစ်သို့မဟုတ်ရေကန်ဆောက်လှူတာပဲဖြစ်ဖြစ်အဲ့လိုရေဆိုတာလူတွေအတွက်များစွာအကျိုးပြုမွတ်သိမှုကိုကာဝယ်ပေးတယ်ရှင်ထဲကအပူတွေကိုအေးမြစေတယ်ခန္ဓာကိုယ်တန့်ပြတ်သွားစေတယ်ဘလောက်ပဲပင်မမျက်နှာလေးသိလျက်ရင်လန်းသွားတယ်ဟောရေရဲ့အကျိုးတွေနဲ့တန့်ရှင်းသွားတယ်လန်းဆန်းသွားတယ်အဲ့ဒီအကျိုးတွေကိုမြုပ်ကိုးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးလှူဒန်းထားတဲ့ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်မျိုးဖြစ်တယ်တဲ့ထာဝရကုသိုလ်မျိုးတွေဟာအဲ့လိုအလုံး5မျိုးရှိသွားတယ်နံပါတ်1ကအယံဥယျာဉ်စိုက်ပျိုးပြီးတော့လှူဒန်းတဲ့ကုသိုလ်များအတွက်သစ်ပင်စိုက်ပျိုးပြီးတော့လှူဒန်းတဲ့ကုသိုလ်တရားခင်းပြီးတော့လှူဒန်းတဲ့ကုသိုလ်ရေအိုးစင်လှူဒန်းတဲ့ကုသိုလ်ရေတွင်းရေကန်လှူတဲ့ကုသိုလ်နောက်ဆုံးတစ်ခုကတော့ပါတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေနဲ့သက်ဆိုင်ဒီတရားတော်ကိုနာရလို့မြန်မာလူမျိုးတွေလောက်တာဖြစ်လာတယ်နောက်ဆုံးဟာရေတတန္တိဥပတ္တယံခီးသွားလာတဲ့နေရာမျိုးတွေမှာဥပတ္တယဆိုတာအဆောက်အဦပေါ့နော်ရေတရန္တိဥပတ္တယအဆောက်အဦဆောက်လှူတယ်ဆိုတာဆောက်အဦဆောက်လှူတယ်ဆိုတဲ့နေရာမှာဒီနေရာမှာဘယ်လိုအဆောက်အဦတုံးလို့ဆိုတာလည်းမပါဘူးဘယ်သူကိုလှူတယ်ဆိုတာလည်းမပါတော့စဉ်းစားကြည့်ရတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုမှာလမ်းဘေးဆရာဆောက်ပြီးလှူတဲ့အကျင့်ရှိတယ်လေအားလုံးဟာခီးသွားတဲ့လူတွေကတက်ပြီးတော့အပန်းဖြေနားနေအိပ်ဆက်လို့ရတယ်ဆရာကတုံးတွေရှင်ခွဲဆရာတွေဟိုဘက်ဒီဘက်ထိုင်ကုန်ခွဲထားလို့ရှိရင်ရင်ခွဲဆရာခေါ်တာနော်အကောင်ပိုင်းဆရာကတုံးလို့ခေါ်တာဘုန်းကြီးနဲ့လည်းသွားမရောနဲ့အောင်အဆရာကတုံးဆိုတာအဲ့ဒါကာမပါဒကိုပြောတာအပေါ်တက်ပြီးတော့ပန်းဖြေအိတ်လို့လည်းရတယ်အဲ့ဒီလိုအဆောက်အဦတွေဆောက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတဲ့လမ်းတော်လမ်းလာတွေအတွက်များစွာအကျိုးပြုတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဝန္တပီတိဖြစ်เสียထာဝရကုသိုလ်မျိုးဖြစ်ပါတယ်အဲ့ဒီ6မျိုးနဲ့ရသော်ဘုရားကဖြေလိုက်တယ်ဘယ်ပုဂ္ဂိုလ်တွေမှာနေရောညရောကုသိုလ်ကောင်းမှုကအမြဲတမ်းတိုးတက်နေပါသလဲကုသိုလ်တွေဟာတိုးနေတယ်အမြဲတမ်းဘာကြောင့်တိုးဘယ်ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်မှာတိုးတယ်ဘယ်ပုဂ္ဂိုလ်တွေမှာကုသိုလ်တရားတွေတိုးတက်လာတယ်လဲကုသိုလ်ဆိုတာတခါတတိယပီတိဖြစ်တိုးပြန်တယ်တခါတတိယပီတိဖြစ်တိုးတယ်အဲ့လိုတိုးအောင်လုပ်တဲ့နည်းနဲ့အဲ့ဒီမှာမြတ်စွာဘုရားဟောတာဘာကုသိုလ်လို့ဒီတခုတည်းမပြောပဲနဲ့ထာဝရကုသိုလ်မျိုးတွေနဲ့ယူပဲပြောထားတာခွာကြည့်လိုက်ကြည့်လိုက်မယ်ဆိုအလုံးဟာထာဝရကုသိုလ်တွေထာဝရဆိုတာရွေးရှားလို့မရတဲ့ထာဝရကုသိုလ်တွေပဲနော်တဏှာထဲမှာတည်မြဲအောင်ထားနိုင်တဲ့ကုသိုလ်မျိုးတွေပဲအဲ့ဒီထာဝရကုသိုလ်မျိုးတွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေမှာတဲ့နေနေညညတတိယတိုင်းဝန္တာရွှင်မျိုးပီတိတွေဖြည့်ပြီးတော့ကုသိုလ်တွေတိုးတယ်လို့ဒီနတ်သားကိုမြတ်စွာဘုရားဒီလိုရှင်းပြီးတော့ဟောလိုက်တာဖြစ်တယ်အဲ့တော့အလုံးစိတ်ထဲမှာကြည်နူးစရာကောင်းတယ်ကိုလုပ်တဲ့အလုပ်တွေမြတ်စွာဘုရားကဒီတရားဟောထားတာကိုနိုင်မှတ်သားထားတဲ့ပုဂ္ဂိုလ်တွေကိုယ့်ဘဝမှာထာဝရကုသိုလ်မျိုးတစ်ခုလုပ်ထားလို့ရှင်ဘလောက်ကြည်နူးစရာကောင်းမလဲနော်တခဏသာဖြစ်တဲ့ကုသိုလ်မျိုးမဟုတ်ဘဲနဲ့ထာဝရကုသိုလ်မျိုးတွေကိုတိုးတက်တွေလုပ်ရတယ်လို့စိတ်ထဲမှာဝန္တာပီတိဖြစ်ရအဲ့တော့ဒီဝန္တာပီတိဖြစ်เสียဒီတောရိပ်တောင်ရိပ်ဆိုတာဟာ
လောကကြီးကိုအေးချမ်းစေတဲ့တရားတွေဖြစ်ရုံများမကတောတောင်ရဲ့သဘာဝတောတောင်ကိုအမိပြုပြီးတော့သူတော်ကောင်းတွေဟာနေကြထိုင်ကြတာဖြစ်တော့ကြောင့်တောတောင်တွေပျောက်ကွယ်သွားခြင်းအပြင်သူတော်ကောင်းတွေစိတ်ဆင်းရဲစရာဖြစ်တယ်တောတွေတောင်တွေတောင်ပြိုတောပြုံးပြီဆိုလို့ရှိရင်ပထမဆုံးထိခိုက်တာတော့တိရစ္ဆာန်တွေပဲပေါ့နော်တိရစ္ဆာန်တွေထိခိုက်တယ်တောထဲမှာနေတဲ့တိရစ္ဆာန်တွေဟာသူတို့နေရာဌာနကြီးကပုံပြောက်လာတောတွေပြုံးတယ်တောင်တွေပြိုတယ်ဆိုနေစရာမရှိတဲ့အခါတိရစ္ဆာန်တွေနဲ့လူတွေဟာပဋိပက္ခဖြစ်လာကြဒါမို့လို့ဒီနာတိုက်ကြီးတို့ဥက္ကံတို့ဆိုခဏခဏဆင်းရိုင်းနေဆင်းလာပြီးတော့လူတွေရဲ့စိုက်ခင်းတွေဖြစ်စည်းတယ်ဆိုတာတောပြုံးလို့ဖြစ်လာတဲ့ပြဿနာတွေသာဖြစ်တယ်ပေါ့ဒီနာဘေကုဏအရက်ဒီမှာလည်းထို့တူပဲယမယံကတောဆရိုင်းတွေဝင်ရောက်ပြီးတော့ဖြစ်စည်းတယ်ဆိုတာလူတွေလှုပ်တဲ့အလုပ်တွေကြောင့်မလို့လူတွေကိုတုံ့ပြန်ဒုက္ခပေးတဲ့အနေအထားမျိုးအလုံးတိရစ္ဆာန်တွေတစ်ခါရောက်တောတောင်ကောင်းသွားပြီဆိုရင်တိရစ္ဆာန်တွေဟာဘလို့အေးချမ်းသာရမှုရှိကြမယ်သူတို့တောထဲမှာဂေဟစနစ်ဆိုecology ဆိုတခုနဲ့တခုဆက်ဆွဲပြီးတော့သူတို့အသက်ဘဝရှင်သန်နေကြတာဖြစ်တယ်နော်ဆက်သွယ်ပြီးရှင်သန်နေသူတို့ကောင်းတွေရှုတော့မှကြည့်လိုက်မယ်ဆိုရင်သူတို့ကောင်းတွေထဲမှာထူးခြားဆုံးသူတော်ကောင်းကမြတ်စွာဘုရားမြတ်စွာဘုရားဘဝလေးကိုနည်းနည်းစဉ်းစားကြည့်ဘုရားဝင်ကိုသိတဲ့ပုဂ္ဂိုလ်တိုင်းမြတ်စွာဘုရားဘဝဟာတောနဲ့အမတမဆက်ဆက်တယ်ဖွာတော်မူတဲ့အခါမှာလည်းတပြည့်အောင်မဖွာတယ်နော်ချင်းမခါနာတို့သွားပြီးဖွာတာမဟုတ်ဘူးမြတ်စွာဘုရားတော့တပြည့်အောင်မဖွာလောမဏီတပြည့်အင်းကြီးမအောင်မဖွာမွေးဖွာပြီးတော့လေဒီတရားချစ်မှုနန်းတော်ကထွက်ခွာသွားပြီ29နှစ်အရွယ်တောထွက်ပြီ6နှစ်တရားကျင့်တော့လေတောထဲမှာပဲကျင့်တပည့်အောင်မှာပဲကျင့်မွေးတော့လည်းတပည့်အောင်မှာမွေးတယ်တရားကျင့်တော့လေတောထဲမှာတပည့်အောင်မှာကျင့်ဖျားဖြစ်တော့ကောမဟာဗောဓိပင်အောင်မှာဖျားဖြစ်တယ်ဖျားဘဝမှာနေတဲ့အခါရောစေတဝဏီဝိဟရတိဝေလူဝဏီဝိဟရတိဣတိပတ္တနိဆိုတာဒါတွေအားလုံးဟာတောတွေတောင်တွေကြီးပဲကောမြတ်စွာဘုရားရဲ့ဘဝမှာတောတောင်တွေမှာပဲသတင်းသုံးနေထိုင်သွားတာရာသက်ပံလို့ပဲတောတွေတောင်တွေထဲမှာပဲသတင်းသုံးပြီးတော့နေထိုင်သွားတယ်ပြိဋိဘံဆန်တဲ့အခါကျတော့လေကုသိနာရာလို့ခေါ်တဲ့ကုသိနာယုံမန္တမင်းတို့ရဲ့အင်ဂျင်ဥယျာဉ်တွေကအင်ဂျင်မဲ့နှစ်ပင်ချာမှာပြိဋိဘံဆန်သွားမြတ်စွာဘုရားဟာဘုရားဖြစ်တော်မူတဲ့အချိန်ဘုရားအဖြစ်အသိဉာဏ်တူရတဲ့အချိန်မှာဘောဓိပင်ကိုကြောပေးပြီးတော့အရှိလောကရကိုကြည့်ပြီးထိုင်ပြီးတော့ဘုရားဖြစ်တယ်နေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ဘုရားဖြစ်တယ်ဘာအဓိပ္ပာယ်ဆိုတာကိုတော့မပြောကြပါနဲ့ကိုယ့်အကိုစဉ်းစားကြည့်မယ်ဆိုရင်ပြောလို့ရတာဘာတစ်ခုတော့မြတ်စွာဘုရားအရှိလောကရကိုကြည့်ပြီးတော့နေထွက်တဲ့အရာကိုကြည့်လိုက်တော့အဲ့ဒီမှာဖျားဖြစ်ခြင်းရဲ့အဓိပ္ပာယ်ဘာလို့ဆိုရင်နေမင်းကြီးပေါ်လာလို့ရှိရင်လောကလူတွေဟာလောကလူတွေဖို့အမှောင်ပြောက်ပြီးတော့အလင်းရောင်ရောက်လာတာပဲလေဖျားပွင့်လာခြင်းဟာလည်းပဲအရှိဘက်ကိုမျက်နှာမူပြီးတော့ပွင့်တဲ့အတွက်ကြောင့်လောကကြီးကိုအလင်းပေးမယ်ဆိုတဲ့သဘောကိုဖော်ပြနေတာဟုတ်လောကကြီးကိုအလင်းပေးနေထွက်တဲ့ဘက်မြတ်စွာဘုရားဆိုတဲ့ဒီအသိဉာဏ်နေမင်းကြီးဟာထွက်ပေါ်လာတဲ့အခါလောကလူသားတွေအမှန်တရားကိုသိရှိခွင့်ရတယ်နေထွက်လာတဲ့အခါအမောင်တွေပျောက်ပြီးတော့လူတွေဟာအကောင်းဆုံးအကြောင်းကျိုးမျက်စိနဲ့မြင်လို့ဆုံးဖြတ်နိုင်စွာဖြစ်လာမြတ်စွာဘုရားပွင့်လာတော့လေတရားဓမ္မကိုသိကြတာနေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ပွင့်တာဟာဒီအဓိပ္ပာယ်ကိုဆောင်တယ်လို့ဆိုတာဖြစ်တယ်သို့သောတက်တော့80ပြည့်တဲ့အခါမှာပြိဋိဘံဆန္ဒမူတော့မယ်ဆိုတဲ့အချိန်
မြောက်ဘက်ကိုခေါင်းထားပြီးလက်ရဘက်ကိုစောင်းပြီးတော့လျှောင်းလိုက်တဲ့အခါမျက်နှာကဘယ်ဘက်ရောက်သွားအနောက်ဘက်ရောက်သွားကိုယ့်ကိုအိတ်ကြည့်မသေးကြလို့ရှင်ရန်ကုန်လူတွေတောင်မြောက်လဲကွဲတာမဟုတ်ဘူးကွန်ပတ်လေးရှာထားမှာဘယ်ဘက်ကတောင်လဲဘယ်ဘက်ကမြောက်လဲတွေ့ကြနော်အဲ့တော့မြောက်ဘက်ကိုခေါင်းထားပြီးတော့အနောက်ဘက်ကိုမျက်နှာမူစောင်းပြီးတော့အိတ်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့မျက်နှာတော်ဟာအနောက်လောကရဘက်ကိုမျက်နှာမူပြီးသားဖြစ်ပွင့်တော့ကအရှေ့ဘက်ကိုကြည့်တယ်ပြိဋိဘဆန်တော့အနောက်ဘက်ကိုကြည့်ဘာအတိတ်ပဲလဲလောကကြီးကိုလင်းအောင်ပေးနေတဲ့နေမင်းကြီးဝင်တော့မယ်ဆိုတဲ့အတိတ်ပဲအနောက်ဘက်ကနေထွက်တယ်လို့မရှိဘူးလေနေဝင်တာပဲရှိအဲ့တော့မြတ်စွာဘုရားဒီပြိဋိဘဆန်သွားခြင်းအပြင်လောကလူသားတွေအသိဉာဏ်တွေဆုံးရှုံးသွားတယ်ပေါ့အလင်းအောင်ဆုံးရှုံးသွားသလိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဆုံးရှုံးသွားရင်လင်းအောင်ဆုံးရှုံးသလိုဆုံးရှုံးမှာဖြစ်တယ်အဲ့ဒီအဓိပ္ပာယ်တွေကိုဟောကျူးတဲ့အနေနဲ့မြတ်စွာဘုရားဟာအရှိဘက်လှည့်ပြီးတော့ဘုရားဖြစ်ပြီးလက်ရနှစ်ပါးကိုစောင်းလို့အနောက်ဘက်ကိုမျက်နှာမူပြီးပြိဋိဘဆန်တော်မူခြင်းဟာလောကသားတို့အတွက်ပညာတစ်ခုပေးခဲ့ခြင်းပဲဖြစ်တယ်ဘုရားရဲ့ကရုဏာအမှန်တမ်းကြီးမားတယ်ပြိဋိဘဆန္ဒတောင်းပါပဲမင်းတို့စံနမူနာယူခဲ့ဖို့လှုပ်ထားခဲ့တာဖြစ်တယ်ပေါ့နော်အစစအရာရာအသိပညာတွေပြီးခဲ့လောကမှာအသိပညာအလွန်အရေးကြီးဒါကြောင့်မြတ်စွာဘုရားကနတ်သားတယောက်ဟောပြောတဲ့မိကုန်းနဲ့မေးတဲ့မိကုန်းကိုအခုလိုသာဝရကုသိုလ်တွေနဲ့ဖြေလိုက်တာနောက်တစ်ခေတ်ကျတော့တစ်ပင်တွေပြောင်းအောင်ခိုးကြလိမ့်မယ်ဆိုတာသိလို့များဖြစ်မလားမသိဘူးအဲ့ဒါကြောင့်ဒါတွေစိုက်ကြလို့ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်နော်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောခဲ့တဲ့တရား2600ဟောခဲ့တဲ့တရားအဲ့တော့အခုတို့လူတွေဟာတက်တက်ကြွကြွဒီကုသိုလ်ကိုအရာယူနေကြတော့ဝန်တာဆရာပေါ့နော်ကမ္ဘာလောကကြီးကိုတစ်ပင်ဖြင့်အေးမြအောင်ဆောင်ရွက်နေကြပြီအာရမရောပါအယံတစ်ပင်တွေဥယျာဉ်တွေစိုက်ပျိုးတယ်ဝဏရောပါတစ်ပင်တွေစိုက်ပျိုးတယ်တောတွေစိုက်ပျိုးတယ်တေတုကာရကသွာလာခက်တဲ့နေရာတွေမှာတရားခင်းပေးတယ်ပပရှေးဥစဉ်ရင်ကျေးမှုဥဒ္ဒပါဏရေရွေးရေကလှူဒန်းကြတယ်ရေတရန်တွေဥပတယံလူတွေနားခိုဖို့ရအဆောက်အဦတွေဇေယျတွေဆောက်လို့လှူဒန်းကြတယ်ဆိုတဲ့ဒီကုသိုလ်မျိုးတွေဟာသာဝရကုသိုလ်မျိုးတွေဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကဒီနတ်သားရဲ့အမေကိုဒီကုသိုလ်မျိုးတွေနဲ့ဖြည့်ခဲ့တာဟာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့တကယ်ကိုရှေးကမြန်မာလူမျိုးတွေဟာဒီသုတ်တန်ကိုကြားနာပြီးတဲ့အခါမှာဒီကုသိုလ်မျိုးတွေယူခဲ့ကြတယ်လို့ပဲဒီလိုယူဆရှေးလူကြီးတွေကစိုက်ကြတယ်သစ်ပင်တွေနော်အများကြီးစိုက်ကြတယ်သစ်ပင်နောက်လူတွေကသာမစိုက်တာရှေးကလူကြီးတွေသစ်ပင်တွေအများကြီးစိုက်ခဲ့ကြတယ်ခုလေသစ်ပင်စိုက်တဲ့အဖွဲသစ်ပင်တွေစိုက်ပျိုးလာကြတယ်ဆိုတာဒါကောင်းတဲ့အလုပ်တစ်ခုပြန်ပြီးရှင်သန်လာခြင်းဖြစ်တယ်ပေါ့နော်မြတ်စွာဘုရားဟောတဲ့အတိုင်းပဲသာဝရကုသိုလ်တွေကိုပြုလို့သည့်အတွက်ကြောင့်သာဝရအစဉ်အမြဲကုသိုလ်တရားတွေဟာယင်ထဲမှာတိုးတက်များပြားလာမှာဖြစ်တယ်လို့သိကြပါဦးပြီးတဲ့အခါဒုတိယမေကုံးကိုမြတ်စွာဘုရားဖြေတဲ့အခါကျဘယ်လိုဖြေတော့ဓမ္မထာသီလတမ္ပန္နာတိစနာတက္ကခမိနောဆိုတာဒီဖြစ်ပုဂ္ဂိုလ်တွေကိုမရည်ညွှန်းဘူးခုနပြောတဲ့ကိုချင်းတရားသို့မဟုတ်သင်္ဘေစိုက်ပြိုးတဲ့ကုသိုလ်တွေပေါ်မှာယက်တည်တယ်ကိုချင်းသီလနဲ့ပြည့်စုံတယ်အရေးကြီးဆုံးကတော့ကိုချင်းသီလကတော့အဓိကထားလူတွေမှာကိုချင်းသီလပြည့်စုံမှကောင်းကျိုးချမ်းသာတွေရဘာကြောင့်လဲဆိုတော့သီလရဲ့အဓိပ္ပာယ်ကသူကသမာဒါနာကောင်းစွာထားခြင်းနဲ့ဥပဋ္ဌာရဏကောင်းတဲ့အရေးချင်းတွေကိုထိမ့်သိမ့်ပေးခြင်းဆိုသီလရှိမှကုသိုလ်တရားတွေကတည်တတ်နိုင်တယ်ဆိုပါစို့သီလမရှိဘဲနဲ့ဇန်တရားအထုတ်လည်းမရဘူးဝိပဿနာတရားအထုတ်လည်းမရဘူးသီလရှိရမှာဖြစ်တယ်နော်သီလရှိမှဇန်တရားတွေကုသိုလ်တရားတွေဆိုတာယက်တည်နိုင်တယ်ပေါ့ဒါကြောင့်မြန်မာနိုင်ငံမှာဆိုရင်ဒါနကုသိုလ်ဝယ်တွေလုပ်တဲ့အခါမှာအလှူဒန်းလုပ်တဲ့အခါမှာရှေးဥစွာတရဏဂုံသီလကိုစောင့်တည်ကြတယ်ဒါဟာ
သီလကိုခံယူလိုက်ခြင်းဖြင့်သီလေပဋိဋ္ဌိတတဒါနမဟာဗလတံသီလပေါ်မှာယက်တည်ပြီးတော့လုပ်တဲ့ဒါနကပို့ပြီးတော့အကျိုးကြီးတယ်ဆိုတဲ့အဆိုအမိန့်တိုင်းဆောင်ရွက်ခြင်းပဲဖြစ်တယ်။တခါဘုန်းကြီးတွေကပရိရွတ်တယ်ဆိုတာမေတ္တာတုတ်ရွတ်တာဖြစ်သောကြောင့်ဘုန်းကြီးတွေဘက်ကမေတ္တာပွားတယ်။တရားတော်မှလှူတဲ့ပစ္စည်းကိုမေတ္တာပွားပြီးမှခံယူလို့ရှိရင်တရားတော်မှရဲ့အလှူဟာပို့ပြီးတော့ကြီးမားတယ်ဆိုဒီအဆိုအမိန့်တိုင်းဘုန်းကြီးတွေပရိရွတ်တာနော်။ပရိရွတ်ခြင်းကတန်ဃာတွေဘက်ကပြင်ဆင်ခြင်းသီလခံယူခြင်းကတရားတော်မှတွေကုသိုလ်ရှင်တွေဘက်ကပြင်ဆင်ခြင်းလို့ပြင်ဆင်မှုနှစ်ခုလုံးမှဒီကုသိုလ်ကောင်းမှုဟာပြေဝပို့ပြီးတော့စင်စင်ကြယ်ရတယ်ပေါ့ဒါကြောင့်ဒီမှာမြတ်စွာဘုရားထည့်ပေးတာဓမ္မထကုသိုလ်ကောင်းမှုတရားတွေပေါ်မှာယက်တည်တဲ့ပုဂ္ဂိုလ်သီလတမ္ပနာကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်အဲ့ဒီကိုချင်းသီလနဲ့ပြည့်စုံပြီးတရားပေါ်မှာယက်တည်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာတေသနာသက်ခကာမိနောခေါ်ရပြောတဲ့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပုဂ္ဂိုလ်တွေဟာသိလို့ရှိရင်နတ်ပြည်ရောက်တာလေသူတို့ပဲတဲ့။နောက်ဘဝမှာနတ်ပြည်ရောက်တဲ့အခါဒီဘဝစိုက်ထားတဲ့သစ်ပင်တွေမျိုးဟာဟိုမှာလာပြီးတော့ရှင်သန်နေမှာပဲဖြစ်တယ်နော်။ကိုလှုပ်တာကိုရတယ်ဆိုတဲ့အဓိပ္ပာယ်ကဒီအဓိပ္ပာယ်ပဲ။ကိုလှုပ်သွားတဲ့ကုသိုလ်ကောင်းမှုနဲ့အလားတူတစ်ခုကံကြမ္မာရဲ့ဒီပုံရိပ်တွေဟာအဲ့ဒီသဘောကိုဆောင်းတယ်။ဥရဏထေကထာမှာရေးထားတဲ့စကားလေးတစ်ခုရှိတယ်လူတယောက်ဟာတဲ့မကောင်းတဲ့စိတ်နဲ့တစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်တယ်ဒုက္ခရောက်လိုက်လို့ဒုက္ခကိုတစ်ဖက်သားခံစားရတယ်အဲ့ဒီခံစားရတဲ့ဒုက္ခမျိုးသူစီရောက်လာတယ်တုံ့ပြန်ပြီးရောက်လာဒါမကောင်းတဲ့ဘက်ကပြောတယ်ကောင်းတဲ့ဘက်ကလည်းပဲထို့တူပဲလူတယောက်ဟာစိတ်ကောင်းစေတနာကောင်းရှိပြီးလူတဦးတယောက်ကိုချမ်းသာအောင်လုပ်ပေးလိုက်လို့ဟိုတယောက်ဟာချမ်းသာအဲ့ဒီချမ်းသာဒုက္ခမျိုးသူစီရောက်တယ်လို့သူတို့ဆိုဒါကံကြမ္မာရဲ့သဘာဝအဲ့တော့ကံတရားကဒီမြတ်စွာဘုရားဟောပုံကကံတရားဆိုတာစိတ်ထဲကတွေးလို့ရှိရင်မနောကံဖြစ်တယ်နော်မနောကံဆိုတဲ့ဟာတွေကစိတ်နဲ့ဖြစ်တဲ့မနောကံတွေကတော့မကောင်းတဲ့ဘက်က3ခုကောင်းတဲ့ဘက်က3ခုအဘိဇ္ဇာပြဘာရမိစ္ဆာဒိဋ္ဌိဆိုမနောကံအနဘိဇာအပြပါဒတမ္မာဒိဋ္ဌိဆိုတဲ့မနောကအဲ့ဒီစိတ်ထဲကကြံစည်ုံနဲ့ကံအရာမြောက်သွားတယ်တခြားအရာတွေလည်းပဲကံအရာမြောက်တာစိတ်ထဲကဖြစ်တဲ့ကံအရာတွေမြောက်နှုတ်ကထုတ်ပြောတဲ့အခါဝစီကံနဲ့ကိုယ်ဒီလက်ရောက်လုပ်တဲ့အခါကျတော့ကာယကံလို့ဆိုပြီးတော့ကံတရားတွေဟာလူတွေဟာဘဝရလာတဲ့အချိန်မှာကောင်းတာလည်းလုပ်တယ်ဆိုးတာလည်းလုပ်တယ်ကောင်းဆိုးနှမျိုးလုံးလုပ်ကြလုပ်တယ်ဆိုတဲ့နေရာမှာစိတ်နဲ့လုပ်ရင်မနောကနှုတ်နဲ့ပြောရင်ဝစီကကိုယ်ဒီလေးရောက်လုပ်ရင်ကာယကံလို့ကာယကံဝစီကံမနောကံဆိုတာအတိုင်းပဲဒီကာယကံဝစီကံမနောကံတွေလုတ်ပြီးသွားလို့ရှိရင်ပြီးသွားတာနဲ့ပျောက်သွားလားလို့ဆိုမပျောက်ဘူးနော်ကိုယ်ရင်ထဲမှာဖြစ်သွားတဲ့အရာတစ်ခုကမပျောက်အောင်ဘယ်သူကမှတ်တမ်းတင်ထားလို့ရင်ထဲမှာ CCTV တပ်ပေးထားဟုတ်ဓာတ်ပုံရိုက်ထားလို့ရှိရင်ပုံရိပ်တွေထင်မနေဘူးလားရင်ထဲက CCTV ကဖြတ်လို့မရဘူးနော်ရင်ထဲမှာဖြစ်သွားတဲ့ CCTV ကဖြတ်လို့မရကိုလုံးတဲ့ကံနေရဘယ်မှာတည်တော့ဆိုကိုယ့်ရဲ့ mental process ဆိုရယ်စိတ်ဖြစ်စဉ်ထဲမှာသွားတည်နေစိတ်တဏ္ဍတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ကြီးရှိတယ်အဲ့ဒီစိတ်ဖြစ်စဉ်ထဲမှာပုံရိပ်တွေပေါ်ကုန်ကိုပါလို့လိန်လို့လည်းမရဘူးဒါကိုယ်စိတ်ထဲမှာဖြစ်သွားတဲ့အတိုင်းပုံရိပ်ကထင်တယ်ကိုပြောလိုက်တဲ့စကားအတိုင်းပုံရိပ်ကထင်သွားတယ်ကိုလုံးလိုက်တဲ့အလုပ်တိုင်းတစ်ဖက်သားပေါ်မှာကောင်းကျိုးလားဆိုးကျိုးလားတစ်ခုဖြစ်သွားရင်ဖြစ်သွားတဲ့အတိုင်းပဲပုံရိပ်တွေထင်နေအဲ့ဒီပုံရိပ်တွေကသေတော့ရောပျောက်သွားလားလုတ်ပြီးရင်ရောမေ့သွားရင်ပြီးရောလားလို့ဆိုလူကတော့မေ့ခြင်းမေ့မယ်အတိုးကမမေ့ဘူးဆိုတာလို့ခေါင်းပုံရိပ်ကမပြောက်ဘူးပုံရိပ်ကမပြောက်ဘူးပုံရိပ်ကမပြောက်ဘူးဆိုတာမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုဥဘောပုံညင်စပပင်စယမစ္စောကုရုတိဣဒာလူလောကမှာတဲ့
လူသားတရားဟာနှစ်မျိုးလုပ်တယ်ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ဒါကံတရားကိုပြောတယ်နော်ကုသိုလ်ကံလည်းလုပ်တယ်အကုသိုလ်ကံလည်းလုပ်တယ်အဲ့ဒီလုပ်တာလုပ်ပြီးရင်ပြီးသွားရလားလို့ဆိုမပြီးဘူးတင်ညိတတတက္ကံဟောတိအဲ့လုပ်သမျှသူ့ထဲမှာမှတ်တမ်းဝင်သွားတယ်သူပိုင်တဲ့အရာဖြစ်သွားတယ်သူပဲ responsible သူနဲ့ပတ်သက်သွားပြီဒါဖြင့်ပတ်သက်သွားရင်ဒီဘဝနောက်ဘဝကျတော့မေ့သွားလားလို့ဆိုဘယ်မေ့မလဲတင်္စအာရာယကိစ္စတိအဲ့ဒါပါသွားအောင်မှာလှုပ်လိုက်တဲ့အရာတစ်ခုဟာကိုယ်ထဲမှာပုံရိပ်ထင်သွားပြီပုံရိပ်ထင်သွားတာဟာဒီဘဝသိရင်ပြတ်သွားလားမပြတ်ဘူးတင်္စအာရာယကိစ္စတိနောက်ဘဝပါသွားမယ်ပါသွားတဲ့အခါအဲ့ဒီပုံရိပ်ကအဆိုးတွေဆိုရင်အဆိုးတွေခံပြီးတော့အကောင်းဆိုလို့ရှိရင်ကောင်းတဲ့ပုံရိပ်ရကောင်းကျိုးချမ်းသာတွေရမှာပဲဒီလိုပဲနားလဲရနော်အဲ့တော့မြတ်စွာဘုရားကဆုံးမတယ်တရားဝါတွေကိုဘယ်လိုဆုံးမတော့ဆိုအတ္တနေစေပိယံစညာနတ်နံပပိနတန်ယုစေမင်းတို့ကိုယ့်ကိုမျက်နှိုးတွေတမိုးထားတဲ့ဆိုလို့ရှိရင်မကောင်းမှုအကုသိုလ်တွေမဖြစ်စေနဲ့ရှင်နဲ့နှလုံးနဲ့မရောက်စေနဲ့ပုံရိပ်ဆိုးတွေမထင်စေနဲ့လို့ပြောနော်စိတ်ထဲကပုံရိပ်အဆိုးတွေမထင်စေနဲ့ကောင်းတာပဲထင်အောင်လုပ်ဘာကြောင့်လို့ဆိုနာဟိတံသူလပံဟောတိဒုက္ခံဒုက္ခတာကလည်းမကောင်းတာလုပ်ပြီးချမ်းသာဒုက္ခရတယ်ကြီးပွားတယ်ဆိုဖြစ်နိုင်ဘူးကောင်းတာလုံးဝကောင်းကျိုးရမှာလေမြတ်စွာဘုရားအဲ့လိုဆုံးမတယ်ဒါကကောသလမင်းကြီးနဲ့ပတ်သက်ပြီးတော့ဟောတဲ့သုတ်တန်တစ်ခုမှာခုလိုဆုံးမထားတယ်နော်ဆုံးမထားပြီးတော့မြတ်စွာဘုရားတိုက်တွန်းတယ်တတ္တမကရိယကလျာဏနိစ္စယံတံပရာယိကံပုညာနိပရလောကသမေပဋိဋ္ဌာဟောတိပါလိမ့်မယ်ဒါကြောင့်မို့တဲ့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့တမလွန်ဘဝကိုအကျိုးပြုတတ်တဲ့တမလွန်ဘဝအတွက်လည်းအကျိုးပြုတတ်တဲ့ကုသိုလ်ကောင်းမှုကိုကြိုးစားလုပ်ကြပါပုညာနိပရလောကသမေပဋိဋ္ဌာဟောတိပါလိမ့်မယ်အဲ့လုပ်တဲ့ကုသိုလ်ကောင်းမှုတွေဟာနောက်ဘဝအတွက်ကိုယ့်အတွက်အားကိုးစရာဖြစ်ပါတယ်လို့ဒီလိုဆိုလူတွေကဒီဘဝကျတော့အားကိုးစရာတွေကရှိကြတယ်လေကိုယ်ဆောက်ထားတဲ့အိမ်ရှိတယ်ကိုယ်မိသားစုရှိတယ်အမေရှိတယ်ဖေရှိတယ်ရှားဝေထားတဲ့ငွေကြေးတွေရှိတယ်ဒါတွေကိုပဲအားကိုးအေးမျက်စိလေးနှလုံးမှိတ်ပြီးတမန်တော်ဘဝသွားပြီဆိုရင်ရှိတဲ့ငွေရလည်းပဲကိုနောက်ကိုနဲ့အတူရှိမှာမဟုတ်ဘူးနော်ကိုအမေဖေကိုမိသားစုကလည်းကိုနဲ့အတူလိုက်မှာမဟုတ်ဘူးအားလုံးဟာကိုတယောက်တည်းပဲသွားကိုတယောက်တည်းသွားအဲ့တော့ဘာအားကိုးရမှာတော့ဆိုခုပြောတဲ့ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုဟာကိုယ့်အတွက်အားကိုးစရာပဲဒါကြောင့်မို့ကုသိုလ်ကောင်းမှုလုပ်တိုင်းကိုယ်စိတ်လေးကိုအစဉ်တတိယပြီးတော့ကုသိုလ်တရားတိုးပွားအောင်အမြဲတမ်းတတိထားပြီးတော့ကုသိုလ်တွေပွားနေအောင်ဝန္တာပီတိဖြစ်ပြီးအပြန်နေ့စဉ်နဲ့အမျှတတိယအောင်ကြိုးစားအထောက်ကြအောင်ဖြစ်တယ်ပေါ့အဲ့ဒါဝဏရောဘတုတ်ကပေးတဲ့အသိပညာပဲဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့ဒီသုတ်တံမှာဒီကုသိုလ်မျိုးတွေကိုသာဝရကုသိုလ်မျိုးတွေကိုလုပ်လို့ရှိရင်နေ့လဲညရောတတိရတဲ့အခါတိုင်းမှာကုသိုလ်တွေအမြဲတမ်းတိုးတယ်ဆိုတိုးတယ်လို့ပြောထားရတဲ့ကိုဟာကိုလှုပ်တာတစ်ခါပဲဖြစ်အောင်တော့ကုသိုလ်တွေအချိန်ချင်းလုပ်တယ်လို့တိုးလာမှာပဲတိုးပွားလာတယ်လို့ဆိုတယ်တေတံတိဝါစတေတံတေသနာတက်ခခမိနောဆိုတဲ့အဲ့ဒီကုသိုလ်ကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်တက်ခဆိုတာတက်ခရဲ့အဓိပ္ပာယ်ကနတ်ပြည်လို့ပြန်လို့သူ့ရဲ့အဓိပ္ပာယ်ကဘာတော့သူ့အခအကောင်းနေနဲ့ကြီးပဲတွေ့တဲ့ဘဝမျိုးမျက်စိကမြင်ရတာလည်းအကောင်းနားကနားထောင်ရတာလည်းအကောင်းနှာခေါင်းကနမ်းရှုလို့ရတာလျှာကရတာခံလို့ရတာခန္ဓာကိုယ်ကထိတွေ့ရတာစိတ်ကူးရတာအားလုံးကအကောင်းစိတ်ချမ်းသာစရာတွေကြီးနဲ့တွေ့တဲ့ပုံကိုသက်ခလို့ခေါ်တယ်နော်ကောင်းတာတွေနဲ့ကြီးပဲတွေ့ရတဲ့အနေအထားမျိုးဒီကုသိုလ်ကောင်းမှုကပေးတာဖြစ်ပါတယ်ဒါကြောင့်သာဝရကုသိုလ်6မျိုးကြိုးစားအထောက်ခြင်းအပြင်မြတ်စွာဘုရားဟောတဲ့အတိုင်းကုသိုလ်တရားတွေနေ့စဉ်နဲ့အမျှတိုးတက်ပြီးနောက်ဆုံးဒါအ ਨੇ ဆုံးပြောတာနိဗ္ဗာန်ကိုယေရှုဥတည်ပြီးတော့လုပ်ရင်နိဗ္ဗာန်ထိအောင်အကျိုးပြုမှာပဲဖြစ်တယ်မဟုတ်ရင်ပုံမှန်အားဖြင့်တော့
နတ်ပြည်ရောက်ကြောင်းကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်လို့ဒီလိုမှတ်သားကြကုသိုလ်ကောင်းမှု၃မျိုးရှိတယ်အဲ့ဒီ၃မျိုးကဘာလို့ဆိုရင်လူတန်းပိကံမှုဆိုတဲ့ဌာနခေါင်းမှုကတစ်ခုလူတန်းပိကံမှုဆိုတာနည်းသည်များသည်မဟုတ်ဘူးကိုယ်အိမ်ရှိမှဆွမ်းရလာတဲ့ယဟန်တန်ကိုဆုံးလောင်းတာကအစကိုယ်အိမ်လာတဲ့ဧည့်သည်ကိုကျွေးမွေးဣခန္ဓာအပါဝင်ဌာနကောင်းမှုဆိုတာဖြစ်တယ်နော်နောက်ဆုံးမှာကုံပြောရလို့ရှိရင်မြတ်စွာဘုရားကဘယ်လောက်ထိဟောထားတော့ဆိုဌာနကုသိုလ်ဖြစ်ဖို့တတိထားဖို့ပဲလိုအပ်တယ်ကိုယ်အိမ်မှာစားလို့တောက်လို့ကြံကျွင်းကြံတဲ့သမင်းဟင်းလေးတောင်မှပဲတတ်တရရလုပ်ပြီးတော့တရိษံလေးတွေစားကြပါစေဆိုပြီးတော့စွန့်ပြရင်တောင်မှပဲကုသိုလ်ရတယ်လို့ပြောတယ်ဌာနကောင်းမှုဖြစ်တယ်ပြောတယ်နော်အမှတ်တမဲ့ပို့လို့လွတ်ပြလိုက်တာကတော့ကုသိုလ်မဟုတ်ဘူးအဲ့တော့ကိုယ်အိမ်မှာစားလို့ကျွင်းကျက်တဲ့အစာအာဟာရလေးတွေကစားပြီးတော့ပို့လို့အမှတ်တမဲ့လွတ်ပြတာမျိုးမလုပ်ခဲနဲ့အပမဒဆိုတဲ့တတိ